ဒီနေ့ကတော့ Mercury Hotel က hotel မနက်စာလေးသွားစားပါမယ် breakfast area ကြတော့အထဲမှာအိတ်ကွန်ကန်နယ်လေးရှိတယ်ပြီးတော့ဒီအပြင်ကန်းဆက်ဘေးမှာလည်း view ကိုလူကြည့်ပြီးတော့ထိုင်စားလို့ရတယ်မနက်စာကိုဘယ်လိုခင်းချင်တာလဲဆိုတာအရင်သွားကြည့်မယ်စံပြောချင်းပြုတ်အမေတော့ကောင်းသမင်းနဲ့ဟင်းပွဲမင်းကျော်ဟောတာရက်ကာရီလက်ပါပါတယ်ပထားရဲ့အရကျော်ဘကဟောဆက်ပြုတ်လားအပြုတ်လားအော်ဟုတ်တယ်အပြုတ်လည်းရတယ်ဆက်လက်တော့ဆောင်းလာတယ်ဒါ sausage တူဝတ်တက်တယ်ကျဦးကျော်တင်ဆန်ဒါ juice ရှိအောင်အကြကွေးရှိရတော့ပဲလို့ရှိရတာပဲလို့ရှိအဲဒီကနွားလို့လေအဲ့သုံးလုံးကဘာကြီးရောအော်ဒါဟွာတွေပဲ cereal ထည့်ထားတာဒါ yogurt တွေဘယ်ဟာလဲpancake ရှိရတော့ pancake ရဟိုဖာမနက်စာရေကဲမို့ရှိတယ်ရေကဲမို့ဟဲ့ဒိုနတ်တွေဘာမနက်စာရေကဲမို့မှာထားတယ်ပြီးတော့大放水饺。menu 有什么呢？ငါတော့အခန်းငှားရတဲ့ခါရဲ breakfast ပါယူတာအပြင်လာစားမှဆိုတယောက်ကို600နဲ့ဘယ်လောက်လဲ640လားအားလည်းကောင်းတယ်အားရတာပြပါသူဆက်လက်ကလည်းတော်ဆုံးတယ်နော်အားလည်းရှိစီရောဒီမှာလည်းယူရပြီဒီမှာလောက3မျိုးအဲ့ဒါတောင်းလာတယ် blueberry yogurt နဲ့ fruit နဲ့ဒီကနေ့ Via Story Comfort Story Comfort ဟုတ်လား honeycomb တော့ယူရခက်တယ်ကြာစောနဲ့ပဲခါအမှန်ဓာတ်လေးနဲ့လောက်အောင်ပါတော့တော့ဓာတ်မထားပေးရအောင်အဲ့ဒါစောနဲ့တော့ရွှေရမလားအရင်ကပြောင်းရပေါ့စားရပြောပါမစားလို့ရရင်လားဘာလဲတူလဲအကုန်စားလိုက် B works လေဟိုရဒါပဲလေဒါ B works ပဲလေအဲ့ရနေထုတ်တာမဟုတ်ဘူးဆက်လာတယ်ဘယ်လိုမျိုးချိုးရမ်းရအောင်တောက်ကချိုးဦးတော့အဲ့ဒါကြောင့်ရမ်းလာတယ်လေဟုတ်ကုန်တော့ဟိုထားရေးထားရတယ်မကြောက်ဒါတော့ကိုတီယိုကနေခေါ်ဆွဲကိုင်းညာပဲခေါ်ဆွဲရ
စပိတ်တွေ့တယ်ချိုးဝဲနဲ့လေကတော့ပြင်မမလို့ share တိုက်တယ်